ထားမယ်အထွေးလိုဒီနေဆိုဥနဲ့ဥနဲ့အစီကောင်လည်းရှိတယ် ဟာဥပပါပြီလားမကြီး ဥပါလိုက်လာပြီလေငါတောင်လိုချင်လို့ဆိုတော့နှစ်ပိတ်တာသုံးမိဘူးဆိုတော့ဟုတ်ပြလိုက်မယ် ယူမလားမယူမလားပြန်မဝင်ကြည့်တဲ့ပြန်မဝင်ကြည့်တယ်ဆိုတာအမရေခဲရိုက်တော့အမယူမယ်ဆိုရင်အမယူတဲ့ဟာလေးကို တင်ပေးထားခဲ့လိုက်မယ်အဲ့ဒါကြတော့တမြစ်တာအပေါ်ကနေဖော်လို့ရ ငပုတ်တင်တော့မကြီးနော်ဒီကောင် တကယ်လို့ငါတက်ယူမယ်ဆိုလဲအန်တီနှစ်ပိတ်တာသုံးမိလိုက်ယူမယ်ဆိုလဲတမြစ်အရင်ခုတ်ပေးမယ် ဟုတ်လေပါကြီး ခုတ်ပေးလိုက်မယ်အဲ့လိုပြောတာ အဲ့လိုမျိုးကမဆန်းစားလေရတယ်လေဘာငါဖြစ် မိုက်ပိုက်ပဲခါလာကတော့ ဘောတော့တော့တင်းနေ ငါမဟုတ်တယ်ရောနေငါဖုန်းနံပါတ်ဘေးတော့မရှိသေးဘူး လေငိုးတယ်ရင် ငါတလောက်ယူလေအဓိကငါတလောက်ယူလေ ငါစားတယ်ငါတလောက်လေး ငါတော့လည်းယူလို့ရ ယူလဲယူအမရေခဲရိုက်ပြီးတော့သူကတင်တာဘယ်လောက်ဝါကျတယ်လုပ်တယ်လေ ကျောင်းထဲနေတော့ဖုန်းမကလေးနေလို့ကလိုက်လာတမြစ်စီကတမြစ်ကြိုက်အပေါ်ရင်းနေ ဦးဝင်သိတယ်မလားမဆိုးကြီးတော့အိမ်ရှိအိမ်ကရောင်းတန်းအပေါ်ထားလိုက်ပေါ့ရောင်းတန်းဟာ ဖွင့်လို့ရတယ်လိုင်းဖွင့်ဖွင့်ကြည့်တော့အဲ့ဒါကြောင့် ရောင်းနေအန်တီယူမယ်ရောင်းတော့တမြစ်အပေါ်တင်ပေးထားမယ်လေကစ်ပေါ်အဲ့လား ဒါပါလဲမကြီး ငါပလူငါပလူ ဟော ဖွင့်ငါလိုင်းမတက်ဘူး ဘယ်လောက်ဟိုတမနာကောင်းမကြီးမလားငါတော့အတားကြီးမလား မဟုတ်ဘူးငါတည်းကငါပိတ်တာကြောတောင်းရှိတယ်အန်တီနှစ်ပိတ်တာယူမယ်ဆိုတော့ ဘာလို့ငါရပါဘူးငါက ဟုတ်ပါဘူးအသားကောင်းနဲ့ယူပါဘူးကျွန်တော်တမီးရောင်းမှလည်းဒီအဲ့လိုပြောတာ အပလူရကြတော့မနှုတ်နေပါကြအောင် ငါတည်းဒီမှာကတော့ကိုရပေါက်တယ် ကြော်စားတော့ ညတမခေါ်မှာ မားရတော့စားတော့အားမရလား 65ဆိုတာကြပါပြီ ဒီကောင်းပဲပြ အရင်ကထွေးဝယ်ရတာဒါပဲစီးတယ်လေ ပိတ်တာလည်းယူဖို့လား ဒီလောက်ပဲခုတ်ပေးမယ်ဒါပဲစီးတယ် ယူလေဒါကြိုက်လေဒါယူလေကျွန်တော်ပြောတာ အမဒါပဲစီးလေ စမ်းကြည့်မင်းမတော်တော်ထိုင် ငါတန်စီးကြပါ တော်တော်နဲ့ယူလိုက်စားခဲ့တယ် ကျွန်တော်တို့ဟိုလုံးနေ 1000စီးပေးအာမတန်းတယ်မကြကိုတစ်ခေါက်ကထွေး12000ဝယ်ရတယ်အခု1000စီးပဲပေးတယ်အမ ပါလေဒါလောက် ငါတန် ခုနတမီး9500ခုနက900ကို 1000တော့ပေးပါ1000တော့ပေးပါ ဈေးမှာပါ ရတာရက်ခတ်ပါလေဈေးပါပါလို့